ဗြဟံက no တဲ့မင်းတို့ငါ့ကိုယိုသေးတာလေးစားတာချစ်တာခင်တာငါနားလေတယ်ဒါပေမဲ့ငါအဖို့ကပေးမှဝယ်မယ်ဒီလောက်တန်တဲ့မြေကြီးဖြစ်ပါတယ်ဒီလောက်တန်ဆိုအဲ့တိုင်ငါပေးမယ်ကွာတဲ့ပတ်စံပေးပလိုက်တယ်ပထမဆုံးပိုင်တဲ့မြေဖြစ်သွားတယ်သူခါနာပြည်မှာဒါဝိလက်ထက်ရောက်လာခါမှာလဲဒါဝိလူမရေတွက်ပါနဲ့လို့ပြောတာလူသွားရေတွက်တယ်လူ9000သေသွားပြီဣတာလီမျိုးတွေ9000သေသွားပြီသေသွားတဲ့ပုံမှာမျက်ရည်နဲ့ပြန်တိုးဝင်တယ်ဒါဝိတိုးဝင်တဲ့ခါမှာဘုရားသခင်ကအယောနာကောက်နေတလင်းမှာကောင်းကင်တမန်ဖြက်စီးတဲ့ကောင်းကင်တမန်စိတ်ညစ်သွားပြီဖြက်စီးခိုင်းတာလဲသူပဲအခုရက်ခိုင်းလိုက်ပြီဆိုတော့သင်ဖျားနဲ့ communicate မှန်ရင်အခြေအနေအားလုံးပြောင်းသွားအောင်မမင်းနဲ့အရေးကြီးတာခင်ဗျဒီအခြေအနေအားလုံးလိုက်လို့ဖြည့်ရှင်းဖို့မစင်စားနဲ့ဖြည့်ရှင်းနိုင်တာဖျားပဲဆိုတော့သင်ကဖျားနဲ့တာအပေါ်နဲ့အောက်တာမှန်နေရင်ဒီအောက်ကဟာတွေအားလုံးဖျားခင်အကုန်လုံးရှင်းထုတ်သွားလိမ့်မယ်ဒါကြောင့်နိုင်ငံတော်နဲ့ဖြောင်းမချင်းရှင်းစွာရှာနောက်မှထိုးအရာတွေမင်းအပေါ်နဲ့တာမှန်နေပါစေအောက်ကကိစ္စတွေငါတာဝန်ယူမယ်လို့ပြောတယ်ဖေ။ Come on အပေါ်နဲ့တာမင်းတို့မှန်နေပါစေအောက်ကဟာတွေအားလုံးငါတာဝန်ယူမယ်ဒါပေမဲ့အထက်ရောက်ဆွဲလန်းအောက်ရမင်းဆွဲလန်းစရာဘာအကြောင်းမှမရှိဘူးအဲ့ဒီကိစ္စတွေအားလုံးငါတာဝန်ယူမယ် Come on စစ်ပွဲကဖေ။ခင်စစ်ပွဲဖြစ်တယ်ငါတို့ရဲ့စစ်ပွဲပါမို့တင်းရဲ့မိသားစုကိစ္စဘာကိစ္စညာကိစ္စအကုန်လုံးဖေ။ခင်တစ်ချက်ထဲနဲ့တရက်ထဲနဲ့ Come on တရက်ထဲနဲ့အကုန်ပြောင်းပြန်လှပ်ပြနေတယ်ဖေ။တရက်ထဲနဲ့ပြောင်းပြန်လှပ်ပြနေတယ်ဖေ။ Come on တင်မရပါဆိုတော့ပြန်ပြောမယ်တရက်ထဲနဲ့ပြောင်းပြန်လှပ်ပြနေတယ်ဖေ။အရေးကြီးတာတင်ဖေ။ရဲ့တင်းနဲ့မိတ္တဟာရရှိနေဖို့ရည်ကြီးဆုံးအာမင်တင်းရဆရာဝန်မပြောင်းနိုင်လို့ပြောတဲ့ယောဂတင်းကဖျားတဲ့ကိုယ်ကွယ်နဲ့တင်း revelation တခုဖတ်ဆိုပြီးတော့မှကာတွန်းတွေကမီလေးဖတ်ဆိုပွင့်သွားတယ်လို့တစ်ဖတ်ဆိုပွင့်သွားတယ်လို့အဲ့လိုမျိုးကိုယ်ကွယ်နေနေဖတ်ဆိုတခုပွင့်သွားပြီဆိုရင်ဟာငါချမ်းသာသွားပြီနော်ဆိုဆရာဝန်တော်ပြောစရာမလိုအထက်ကနေမီအဲ့ဒီမီလေးပတ်ဆိုပွင့်သွားတယ်လို့တင်ရသွားတာရသွားပြီဆိုရင်တင်ပါဖြစ်လေဆရာဝန်ရဲ့ result တောင်တင်မတွေ့ရသေးဘူးဒီမှာဝမ်းမြောက်ခြင်းနေရယူလာပဲ hallelujah တင်ကိုးကွယ်ရင်မှတ်ထားအဖြေရတော့မယ်ဆိုရင်ဘာနဲ့သိရလဲဆိုတော့ကိုးကွယ်နဲ့တင်အဖြေရတော့မယ်ဆိုဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းတစ်ခုဘောင်းဆိုဝင်လာပြီဆိုရင်မှတ်ထားလိုက်တော့တင်အေးဆေးပဲထားတော့ဒါပေါင်းနှစ်ပွဲလောက်ဆွဲလိုက်တော့မှာနှစ်ပွဲလောက်တပွဲကချက်သားနဲ့တပွဲကစိတ်သားနဲ့ဖန်ဆွဲလိုက်တော့ဘရီယာနီဆွဲလိုက်လို့ရပြီဘာဖြစ်လို့လဲအဲ့ revelation မလာဘဲတော့မဆွဲနဲ့အစာမကြည့်ဘဲနဲ့အစိမ်းကိုရောက်မယ်revelation လာပြီဆိုရင်ဒိန်းဆိုဆွဲလိုက်အဲ့ revelation လာဖို့အတွက်ကပါလဲ communication လို့တယ် communicate လုပ်လာတဲ့အခါမှာဘုရားနဲ့မိသားဖွဲ့ဘုရားနဲ့ပဲတိုးဝင်နေချမ်းတဲ့ဟာတွေအားလုံးခဏမိတာလုံးဝမိတာကဘာကြီးမှာဟိုဘာပဲဖြစ်နေပါစေခင်ဗျာကဘာကြီးမှာဘာပဲဖြစ်နေပါစေအဲ့ဒါကြီးကိုတွားကြည့်နေတင်ဘယ်တော့မှပြီးတော့မှာမဟုတ်ဘူးတင်ပဲအဲ့ထဲမှာဆုတ်ရှုံးမှုတွေဖြစ်သွားလိမ့်မယ်အဖြစ်မခံနဲ့ဘုရားခင်ငါတို့ခေါ်လို့ရဖြစ်ခွန်အားကိုပေးတယ်ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလက်ရှိတယ်ထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွားရင်ပထဝီမြေကြီးရွေ့တယ်ဆိုသိလားအဲ့ဒါဆူနာမီအောက်မြေကြီးအလွှာလေးဖတ်ဆိုတစ်ချက်ပဲရွေ့တာဆူနာမီတုံးဆိုသွားဆောင်တာလူတွေဘယ်လောက်သိလဲဆူနာမီပထဝီမြေကြီးသည်ရွေ့သွားရင်တောင်များတုံလို့လေသမုတ်တရားတို့ကျတော့လေငါတို့သည်ကြောက်လန့်ခြင်းမရှိသမုတ်တရားရေသည်ဟုံမြည်၍မှွေနှောက်ပါလေစေလိုင်းတဘိုးထားသဖြင့်တောင်များတုံလှုပ်ပါလေစေမြစ်တမြစ်ရှိသေးတယ်ထိုမြစ်သည်စီး၍အဲ့ဒါဘုရားနဲ့ဝိညာဉ်တော်နဲ့ communication ရနေတယ်သူတွေ hallelujah ကဘာမြေကြီးကပြောင်းပြန်လှနေပါစေအဲ့ဒီမြစ်တမြစ်စီးဆင်းနေတယ်ဘယ်ထဲကိုလဲတဲ့အမြင့်ဆုံးသောဘုရားကျင်းဝတ်တော်မြတ်တန်ရှင်သောမြို့ဆိုတာတင်းအတတ်တော်ပြောနေတာဘုရားသခင်ကဘယ်ဗိမာန်တော်ထဲမှာကျင်းဝတ်ချင်တာမဟုတ်တင်းနှလုံးသားထဲမှာကျင်းဝတ်ချင်တဲ့ဘုရားကြီးအမြင့်ဆုံးသောဘုရားကျင်းဝတ်တော်မြတ်ဘယ်နာလဲတန်ရှင်တော်မြို့တော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗိမာန်တော်ကသင်လဲညီကောင်မောင်မတော်အဲ့ဒီမြစ်တမြစ်စီးဆင်းလာလိမ့်မယ်အဲ့ဒါဝိညာဉ်တော်ပဲစီးဆင်းလာပြီဆိုရင်တင်မှတ်တာဝိညာဉ်တော်နဲ့တရားတင်မိတ္တဟာယဖွဲ့တက်သွားပြီဆိုကျန်တဲ့ကိစ္စတွေအားလုံးကဘုရားကစတင်ပြီးတော့မှအနေရယူပြီးတော့မှအကုန် fight ပေးလိမ့်မယ်မြစ်တမြစ်ရှိတဲ့ထိုမြစ်သည်စီးပြီးဘုရားခင်မြို့တည်တော်အမြင့်ဆုံးသောဘုရားကျင်းဝတ်တော်မြတ်တန်ရှင်တော်မြို့တော်ကိုရှင်လန်းစေတယ်ထိုမြို့သည်တုံ့လှုပ်ခြင်းမရှိရမိုးတောက်လင်းစားနိုင်ဘုရားခင်ကုမတော်မှာဆရာဒီမနက်ကျွန်တော်ချစ်ရတဲ့အမှုတော်ဆောင်ဆရာမအက်စတာချင်းတို့ဆူတောင်းပေးနေဆရာဝိညာဉ်ထဲမှာဘာရသွားဆိုတော့နှစ်ပေါင်းများစွာသူ့ထဲမှာဝမ်းမြောက်ခြင်းကုံဆုံးနေတာဘုရားဖော်ပြတာ
one မြောက်ချင်းမရှိရင်လေယောဂဝင်တယ်ဒါနဲ့ရှာမမပူနဲ့ကျွန်တော်ပြန်ရက်ပေးမယ်ခင်ဗျာအမှုတော်ဆောင်ချင်းဝိကြေတန်းကြီးဆူတောင်းတာမကောင်းဘူးရပ်ပေးဖို့လိုနေပြီသူဆရာလို့ဆူမတောင်းနိုင်တော့အခုချိန်မှာသူ့အတွက်ရပ်ပေးရမယ်ဆရာမ step by step ချမယ်ဆရာမထဲမှာတော့ပြောတယ်ကျမအယိုးထဲမှာချင်းစီမရှိတော့ဘူးလို့ဆရာကပြောတယ်ချင်းစီမရှိတော့ဘလို့မတိုက်နိုင်တော့ဘယ်ယောဂအောင်တယ်ဘယ်လောက်ပဲအားစီထဲသူကမရတော့ဒါမဲ့စားနှုတ်ဘတ်တော်ရဲ့ရှေ့စိတ်ရှင်လန်းခြင်းဒီကြမ်းပါစေတယ်စိတ်ညှိုးငယ်ခြင်းအယိုးတွေကိုတွေးချောက်စေတယ်အော်သူ့အယိုးတွေထဲမှာရှိတဲ့ရှင်စီကတွေးချောက်သွားရင်ဘာကြောင့်လဲဒါနှုတ်ဘတ်တော် The joy of the Lord is our strength ဒါဆိုရင်တို့ရဲ့တင်ဘာလို့အောင်မှာပြန်ရမယ်လေရှာမမပူနဲ့ကျွန်တော်ပြန်ရမယ်ပြန်ဆူတောင်းပေးမယ်ကျွန်တော်ကိုဆူတောင်းပေးမယ်ရှာမအထဲမှာ the joy of the Lord ဖခင်ရဲ့ဝမ်းမြောက်ခြင်းစီးဆင်းလာရင်အထဲမှာအယိုးထဲမှာချင်းစီပြန်တက်လာတယ်ဒိဆိုပြန်တက်လာတယ်အဲ့ဒါဆိုရင်အထဲမှာရှိတဲ့ယောဂသူ့ကိုမနိုင်နိုင်တော့ तू ကယောဂကိုပြန်နိုင်နိုင်တဲ့ resistant တက်လာတယ်ဘယ်လိုရေးကြည့်လဲဒါသင်ကိုဘယ်အရာကမှစိတ်ပူပါမလုပ်စေနဲ့ဘယ်အရာကမှစိတ်ညှိုးငယ်မဖြစ်စေနဲ့ဘယ် stress မှနေရာမပေးနဲ့ဘယ် depression မှနေရာမပေးနဲ့ငါမှဖျားရှိတယ် come on ပြောငါမှဖျားရှိတယ်ဘယ်အောင်ငါကြောက်မှလဲငါမှဖျားရှိတယ်ငါတို့ဖျားခင်ဒီငါတို့ခိုလုံရဖြစ်၍ခွန်အားကိုပေးတယ်။ဘာပေးလဲ။ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူမယ်လို့ပြောကူမတော်မူကြောင့်ထင်ရှားမယ်လူများတွေကြည့်ပြီးတော့မှသူ့ဘက်မှာဖျားပါနေပြီနော်ဆိုတာသိရတဲ့အထိဖျားကမဆာမယ်ဖျားသူ့လက်တော်ရဲ့ထင်ရှားမယ်ဖျားအဲ့ဒီဖျားရဲ့နာမတော်လက်ခုပ်တီးပြီးတော့အာရပါရယခရဘာစေတေဘောရှိခိရိယာဘာဘာနမနေလောက်အတထန်းနဲ့ဖျားကိုခွေဆိုင်အောင်ရေစတ်တေဘောရှိတိခိရိဘာရေစတ်ထောရမရှိတိတိရေခဟောရပါစေဒီယခိုရမစာတိယခရပါစေဒီရေဂိရိဘောစထရမအေထရောစထရမခစီတိတိယေဘေရဘာဤထရောစတေရေဘာဘာဤထရေခေဘောရှိတိလာစေလာစထောလမရှတိယခရဘာနာတိလေဘောစထရဂိရိဘောစထရဘာစေတေယဘာဘာအေစထရမစထရကိုဘောရှိတိယခဘာစေHallelujah, hallelujah. Farki bo sitale kere mana kasitele bo shatara mama kasita yaba. Sitere bo karama fasire e satare ke bo shitini kabase tare asatiya masate ke kokoro bo shitile kaba framasete nakasotoro bo shititi yakaba hada na e soto e abira ke sitere basete yababa. Rosa taya be ke setoro bo shiti yakaba. Pya ke jima do mo go dinu nai sa pyu lai me. 2026ဟာတကယ်တင်တို့အတွက်ထူးခြားသောစတင်တော့နေမြစ်တစ်ခုစတင်သိမ့်ပိုက်တော်သူတွေဖြစ်ကြောင်းယေရှုနာမနဲ့ခြေညာတယ်အာမင်အာမင်အာမင် to God be the glory hallelujah thank you Lord Jesus thank you Lord Jesus hallelujah ဆရာမနဲ့အတူပြန်ပြီးတော့ကျွန်တော်ချီးမွမ်းမယ်တည်းရောက်လာမယ်ဆရာမအရှုံးမပေးနိုင်ဘူးဆရာအရှုံးပေးနိုင်ဘယ်ရာတွေကတင်းရဲ့တက်တာကိုဝမ်းမြောက်စေတာလဲဘယ်ရာတွေကတင်းတို့ရဲ့တက်တာကိုဝမ်းမြောက်စေတာလဲဘယ်အရာတွေကတင်းတို့ကိုဝမ်းမြောက်စေတာလဲမထာဝမ်းမြောက်စေတဲ့အရာတွေကိုတင်ဘာလို့ focus လုပ်နေတာလဲဝမ်းမြောက်စေတဲ့ယေရှုပဲ focus လုပ်ရအောင် hallelujah ဘ
ဖျားစကားပြောနေတယ်ဆုမတောင်းရခဲ့တဲ့အရာတွေစာဆုတောင်းမယ်ကိုငါအနေနဲ့တော့မဖြစ်နိုင်ပါဘူးဆိုတဲ့အရာတွေဖြစ်လာမယ်ဖြစ်လာရ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 မယ်ဖူရာမစေတီရီကေဘရှိတီယာကပါဖြစ်ရမယ်ဇနီးမောင်နှံနေတင်တို့အထဲမှာဖျားခင်အမှုတစ်တွေပြုမယ်မလုံနိုင်ဘူးဆိုတဲ့အရာတွေစတင်လှုပ်လာလိမ့်မယ်ခြားနာနေတဲ့အရာတွေဘုရားခင်အပြင်ပြန်လဲပြီးတော့မှပေါင်းစည်းစေလိမ့်မယ်ဟာလေလုယာမတူညီတဲ့ယူပါယုံတွေပြန်လဲပြီးတော့တူညီလာရမယ်ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးတယ်ဟာလေလုယာဟာလေလုယာလုပ်ငန်းရှင်တွေများစွာဖြစ်လာမယ်ဟာလေလုယာလုပ်ငန်းရှင်တွေများစွာဖြစ်လာမယ်ကိုယ့်ရဲ့လုံနိုင်တဲ့ limit ကိုကျော်ပြီးတော့မှစတဲ့ဆုတောင်းရအောင်ကိုယ့်ရဲ့လုံနိုင်တဲ့ level ကနေပြီးတော့ကျော်ပြီးတော့ဆုတောင်းရအောင် Hallelujah enlarge your territory enlarge your territory enlarge your territory amen hallelujah hallelujah မကြခင်မှာတို့မြန်မာလူမျိုးတွေအပြင်ဒီနိုင်ငံကောင်းကြီးခံစားရမယ်အဲ့ဒီထဲမှာသင်ပါဖို့ရန်အတွက်ယေရှုနာမနဲ့ဆုတောင်းကောင်းကြီးပေးတယ် hallelujah မကြခင်မှာမြန်မာလူမျိုးတွေဟာမြန်မာလူမျိုးတွေဟာဒီထိုင်းဒီစင်ကာပူလူမျိုးတွေအတွက်ပြန်လဲကောင်းကြီးဖြစ်စေတဲ့သူတွေဖြစ်လာမယ်ဟာလေလုယာဆရာအဲ့ဒါကိုဆက်ပြီးတော့မှပြောချင်တယ်တင့်ဝိညာဉ်ထဲမှာဒါငါပဲလို့သင်အာမင်စလုပ်လိုက်စမ်းပါဟာလေလုယာ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 ဆရာကင်းပေါင်းအပြင်ဒီနိုင်ငံကရှိတဲ့သူတွေကောင်းကြီးခံစားလိမ့်မယ်ဟာလေလုယာဟာလေလုယာမကြခင်မှာသူ့အပြင် counseling ဒီ Singaporean လူမျိုးတွေကပြန်လဲပြ counseling လုပ်နိုင်တဲ့အထိ counseling မှာဖျားခင်ကောင်းကြီးပေးလိမ့်မယ် counseling မှာဖျားရှင်ကောင်းကြီးပေးလိမ့်မယ် hallelujah ဒီထဲမှာလုပ်ငန်းရှင်တွေဖြစ်လာလိမ့်မယ်။အော်မြန်မာပြည်မှာတော့လုပ်ငန်းလုပ်ရတာခက်ခဲတာ single မှာဆိုတော့ပို့ဆိုနောက်မဖြစ်နိုင်တဲ့အရာတွေဖြစ်စေတဲ့ဖျားခင်ဖြစ်တယ်။နှုတ်ကနေမပြောနဲ့ဒီနေ့စတော့ခြေလန်းလှမ်းမယ်။မဖြစ်နိုင်တော့ရအောင်မဖြစ်နိုင်တဲ့အချိန်မှာဖြစ်စေတဲ့ဖျားဆိုတာကိုသိပြီးဆိုရင်တင်စတင်မခြေလန်းလှမ်းတော့တင်စတင်ခြေလန်းလှမ်းတော့ဖခင်ကပေးထားပြီးသားဒါပေမဲ့စေလန်းစမလှမ်းမရှင်ယုံကြည်နဲ့စမလှမ်းမတင်ဘယ်တော့မှမသိမ့်ပိုက်နိုင်ဘူးဖခင်ပေးထားပြီးသားအရာကတင်းစီရောက်လာမို့တင်းထားယူရတာခမောင်တင်းမနားမလဲဆက်ပြောပြဝิญဉ်ရမှာဖခင်ပေးထားတဲ့အရာကိုတင်းထိုင်ဆောင်လို့ရတာမို့ထားယူရတာခြေလန်းစလှမ်း2026မှာစေလန်းစလှမ်း2026မှာခြေလန်းစလှမ်း2026မှာခြေလန်းစလှမ်းစတင်မှာလှုပ်ဆောင်ရဲရမယ်ဧကဆုတရေဘရှိတီယာကဘာစေဟီထာရဘဘခေါ်ရမစာတေကေဘာစေမကြီး2026ဖျားခင်ဖော်ပြတဲ့အရာကိုပြောပြမယ်ဖျားသခင်ယေရှုခရစ်တော်ကယာဣရုအိမ်ကိုဒီတိုင်းသွားနေသူရဲ့7နှစ်သမီးလေးသေကနေသမီးလေးသွားပြမကူမဖို့သွားနေတဲ့အချိန်မှာဆွဲထူဖို့သွားတဲ့အချိန်မှာဟာစန္ဒပတ်လို့တွေ့တဲ့ဆွဲတဲ့မိန်းမအိမ်မှာထိုင်ဆောင်နေရင်အဲ့ဒီချမ်းစာတွေကပါလာမှာမဟုတ်အိမ်မှာထိုင်ဆောင်တော့မှထားပြီးတော့မှယူတာထားပြီးတော့မှယေစာထားတာမှသူရဲ့ခြေလမ်းနဲ့ယုံကြည်ခြင်းနဲ့လှမ်းတဲ့ခြေလမ်းနဲ့ထားယူတဲ့ပုံမှာဖျားခင်ပေးတယ်ဟာလေလုယာဝိညာဉ်ရေးရဆိုတာကအတင်းထိုင်ဆောင်တော့ကိုတော့ဘယ်တော့ပေးမှလဲဟာလေလုယာထိုင်လို့မြောက်ထားလိုက်စမ်းပါခြေတလန်းစီတိုင်းဟာဘုရားခင်ကြီးမဆိုတော့တကူးနဲ့ဘုရားခင်တင်းကိုချီးမြှောက်မှာဖြစ်တယ် Come on ထားယူဘယ်လိုထားယူမှာလဲတင်းရလုပ်ငန်းရှင်ဖြစ်စေမယ်လို့ဘုရားခင်တင်းကိုဖော်ပြတာချင်းသေးတယ်ဆိုရင်စတင်မ plan နေစဆွဲတော့ Come on အဲ့ဒါပရမတ်ခြေလမ်းမယ်ဟာလေလုယာပရမတ်ခြေလမ်းစလှမ်းမယ်ပြီးတော့ဘယ်သူနဲ့လုံးအောင်မလဲဆက်ဆူတော့ step by step it take time but ခြေလမ်းတလန်းစီတဲ့တင်းရဲ့ပြင်ဆင်မှုတွေဖြစ်နေရမယ်